အမေရိကန်ကနေပြီးတော့မှဒီကွန်ဒိုတွင်းမရမယ်ဒီစေရောပစ္စည်းပေါ်လက်ခအောင်ပြည်စီတောင်းဆောင်ရွက်ပေးတာဖြစ်ပါတယ်အခုနေရအစ်ကိုကျွန်တော်တို့မလုပ်ဘူးစီနော်ပရိုင်မာမယ်ပရိုင်မာတစ်ကုတ်နှိမ့်မယ်ပြီးရင်ပတ်တီနှစ်ကုတ်ရိုက်မယ်အမေရိကန်ပတ်တီရိုက်မယ်ရိုက်ပြီးစေနှစ်ကုတ်သုံးအဲ့တော့ကျွန်တော်တို့ကပစ္စည်းပေါ်လက်ခအပြီးစီးနဲ့အရှင်ဘက်ကနေဘာမှ size ရမလို့ကျွန်တော်တို့ American ကိုအစားအဆုံး package လိုက်အပ်လိုက်ပါတယ်အဲ့တော့ကျွန်တော်တို့ကကျေးတုံးဝင်အောင်ပို့ပြီးအစားစီမံပေးတာပါဒါတော့ကျွန်တော် price ပါ passport မှာလည်းအကြောင်းတော့အားရှိနေပြီဒီနေဆေးစုပ်အားတွေပဲမရှိအောင်နေရဒီမစိတ်အောင်ဆိုပြီးတော့ဒီ primer ကာဝယ်ပေးပါတယ်ပြီးရင် acrylic primer နှစ်ကုတ်ပတ်တီးနှစ်ကုတ်ဆေးနှစ်ကုတ်ဆိုလို့ရှိရင်ဒီတိုက်ရဲ့ကြက်ခံမှုကတော့ပြောစရာမရှိတော့ဘူး။ရောင်ထွက်မယ်၊ထွက်တဲ့ကောင်းမယ်ဒါ primer ပဲရှိပါတယ်။အဲ့တော့ကျွန်တော်တို့ American ကနေပြီးတော့မှစေတုံးဝန်ဆောင်မှုကို package တက်ပေးထားပါတယ်။အတွင်းကို3,800,000အပြင်ကို2,200,000နဲ့ကျွန်တော်လက်ခံထားပါတယ်။